တခါတရံကြတော့တခါမှမမြင်ဘူးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေတွေ့လိုက်တာနဲ့ခင်မင်သွားတဲ့ပုဂ္ဂိုလ်မျိုးလည်းရှိတယ်ဒါအကြောင်းပဲဖြစ်တာမဟုတ်ဘူးတခါတလေကိုယ်နဲ့လည်းတခါမှမတွေ့ဘူးတွေ့ချင်းအဲ့ဒီပုဂ္ဂိုလ်ခင်သွားတယ်စိတ်ကနော်ကိုယ်စဉ်းစားကြည့်ကိုကြုံဘူးလားမကြုံဘူးလားကိုယ့်ကိုကြည့်နော်လူတကာနှုတ်ခမ်းစုနေတော့ဖြစ်မှာမဟုတ်ဘူးပေါ့တချို့ကြတော့ရှိရင်သူ့ဘာသူနေတာပဲကိုယ်နဲ့လည်းဘာမှမဆိုင်ဘူးမြင်တာနဲ့အမြင်ကတ်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်မြင်လိုက်တာနဲ့အမြင်ကတ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့ဒါတွေဟာရှုပ်ဝက်တဲ့အတိတ်အကြောင်းအရာတွေရှိနေတယ်ဆိုတာကိုသတိထားဖို့သူ့ဘာသူဖြစ်တာမဟုတ်ဘူးနော်မသိစိတ်ကဆိုလေပြောမယ်ဆိုရင်ခုခေတ်စကားနဲ့ပြောမသိစိတ်ကလှုံ့ဆော်ပေးနေတာခါတလေအလိုလိုမုန်းအဲ့လူမြင်တာနဲ့မုန်းအဲ့ဒါအတိတ်ကတန်တရာကအမုန်းတွေကလည်းပါလာတတ်တယ်တန်တရာကမေတ္တာတွေကလည်းပါလာတတ်တယ်ဒါကြောင့်မို့တုံးနဲ့တူခင်နဲ့မင်းနဲ့ဆိုတဲ့နေရာမှာပုပ္ပေဝတန်လိဝတေနပစ္စုပ္ပန္နဟိတေနဝါဆိုတဲ့ရသော်ဘုရားကအကြောင်းတစ်ခုရှားပြထားတယ်အတိတ်တုန်းကတူတူနေခဲ့တယ်ခင်ခင်မင်းမင်းနေခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာမြင်လိုက်တာနဲ့ခင်မင်းနဲ့နော်ပစ္စုပ္ပန္နဟိတတူနဲ့တူကူညီဘူးတယ်လက်ရှိဘဝမှာမေတ္တာတက်ဝင်ခုခေတ်မှာအသစ်ဖြစ်တယ်ဆိုလို့ရှိရင်လေခင်မင်မှုတွေဖြစ်တယ်အဲ့ဒါလိုပဲ